ဒီနေ့လေကျွန်တော်သိတဲ့လောက်လေးနည်းနည်းမျှဝေခြင်းနဲ့နော်ကို Amazon မှာမှာထားတဲ့ပစ္စည်းလေးရောက်လာလို့ဒီမှာ hit ကျွန်တော်တို့ဒီမှာအမေရိကန်မှာနေတဲ့လူတွေကတော့ hit ကမသုံးမဖြစ်ပြောရင်ဆိုနေတော့ hit ကလာတော့မထင်ဘူးဒီမှာနော် hit သုံးတဲ့နေရာမှာဒီ filter ဆိုတာရှိတယ်ဒီကောင်အကာလေးပေါ့နော်အဲ့မှာကျွန်တော် filter site ကြတော့ကျွန်တော်ကမီးထုတ်ထားတာအဲ့မှာ16နှစ်5တိပေါ့နော် site ကဒီမှာထည့်ရတာခုကျွန်တော် Amazon ကနေမှာထားတဲ့ဟာရောက်လာတယ်လေးချက်မှာထားတယ်ဟုတ်ပြီနော်16နှစ်5တိဒီ filter တွေကကျွန်တော်တို့အခန်းထဲကိုဖုံမှုန့်နေဝင်တာပေါ့နော်စစ်ထုတ်ပေးတယ်လို့ပြောရမှာပေါ့နော်ဆိုတော့ဒီထဲကိုထည့်ရမယ်3လမှတစ်ကြိမ်လဲရမယ်လို့ပြောတယ်နော်ကျွန်တော်တို့ရောက်စာတော့ကတော့မသိလို့ဒီလိုပဲနေတာပြောပြမယ်လို့လည်းမရှိဘူးအခုသိတော့ကိုဟာကိုဝယ်လဲတယ်အဲ့ဒါမတီးသေးတဲ့လူတွေလည်းအိမ်ဟားနဲ့နေတယ်ဆိုရင်ကိုအင်ရှင်ကိုလဲခိုင်းအိမ်ဝယ်ပြီးတော့နေတဲ့လူတွေဆိုရင်လည်းကိုဟာနဲ့ကိုမှာပြီးတော့လဲကြပါတော့ဒီမှာတကယ်လို့အပေါ်အဖုံးမှာစိုက်မရေးထားလဲဒီမှာဒီ3လက်စအကြမ်းပါလေစိုက်နံပါတ်ရှိပါတယ်ချက်ဟစ်လာနေလို့ဆက်ဆက်ချက်ဆွဲထုတ်လိုက်တာစုပ်ပြတ်တာသွားပြီဒီမှာ16နှစ်5တိနော်မဲတူးနေပြီတွေ့လားညာအစ်စ်နဲ့အဟောင်းနဲ့ဒီတခြားစီပဲအဟောင်းโอเคအဲ့ဒါလေးလာပြောပြတာပါမတည်သေးတဲ့လူတွေပေါ့နော်ကျေးဇူးပါ